စီးချောင်းရဲ့ပထမဆုံး exam vlog လေးပါ Ivy Summer ကိုတထုံကျောင်းမှာသွားပြီးတော့ဖြေခဲ့ရပါတယ်စာသင်ဆောင်တွေရှားလွယ်အောင်လို့ဆိုပြီးတော့ map ကြီးတစ်ခုလုံးပြထားပေးမယ်လေ Ivy ကဘလို့နီးနဲ့မှရှာမတွေးခဲ့ဘူးနောက်ဆုံးစာသင်ဆောင်တွေရှာတွေးမှာပဲ Ivy နဲ့ everything ငယ်ချင်းနဲ့စာလုံးနိုင်ပါတယ်စာရည်လားနံပါတ်လေးချိန်စာမရတယ်မကြတော့မှာစားလုံးလည်းမရအောင်မလုံးလည်းမရအောင်လေအဲ့မလုံးကြပါနဲ့အဲ့လို motivation ရစီမယ်စကားကြီးအများကြီးပြောပြရတယ်အားရပါရစာရေးကုံယုံကျဲရပါတယ်အဲ့ဒါပြီးတော့စာမွေးသွားဖြေပြီးတော့ဒါကတော့ဖြေပြီးရဲ့အချိန်လေးပါကျွန်တော်ကြာမယ်ထင်တာအခုတော့စာမွေးကြီးကြာလာပါပြီသိတာလားကြာရသိထားတယ်ခက်လားငါတယောက်လည်းမဟုတ်လားသိတာလားငါသိရောတစ်ဖွဲ့ Okay ငါမယုံလား तू အောင်မယ်တင်တယ်အောင်လေးဒီမွေကြိုက်အောင်နဲ့ तू မွေကြိုက်စာမွေးကြလေဘိုက်စာလေးကန်နေသွားနေပါပြီအဲ့မလိုက်ခဲ့ပြီးတော့တကယ်ချင်းနေစုံနေတော့ဆိုတော့အဲ့လိုပဲအာရှိရပါတော့ပြီးလဲပြီးတော့နောက်ထပ်စာမွေးရှိလို့ဆိုပြီးတော့ Ivy လည်းအိမ်ငိုက်နေရတယ်လမ်းလျှောက်ပြီးတော့စာချက်ပါရဲ့အခုက Aussie ဖေးရမှာဒါလေးဝယ်ရမှာဟုတ်လားတော့မသိဘူးပြောတော့တခါမဖူးသေးဘူးသီလားတက်ချုပ်လာအကြောင်းလို့ရေးဒီကရှင်းနေခုနကကြာပြီဆိုတော့လေအခုအောင်မရရမှာဒါမဲ့လေအချိန်နေနဲ့ကောင်းနေတော့စာဆက်လုပ်လိုက်အောင်ပဲခုမဖြေရရမ်းနေတက်ကြွပြောတက်ကြွဖြေပြရတယ်နောက်တစ်ခါပြန်ပြောပြရတယ်မပြောပြတော့ဟိုရဖြေပြီးသွားရင်ကြအောင်ပြီးတော့ guys wish me luck အဲ့တော့ဆောင်းဝဲဖြေပြီးရတယ်အပြီးအင်္ဂလိပ်စာဖတ်စာအုပ်တွေတွားပြီးတော့ထုတ်ရပါတယ်ပြီးတော့ကိုစုချရဲ့အနေနဲ့ Junction Square စာအုပ်ဆိုင်ကိုတွားပြီးတော့ Hood Guy ဒီချနဲ့စာအုပ်တွေတွားကြည့်ရပေါ့နော်အဲ့မှာအပြီးအရန်လို့ခြင်းနဲ့စာအုပ်တော့ရခဲ့ပါတယ်အတော်မဲ့ habit စာအုပ်ပါအဲ့ဒါပြီးတော့အိမ်ပြန်ခောက်ဆွဲပြုတ်စားပြီးရတယ်နောက်နေ့စာမွေးအတွက်စာရေးလုပ်ပါတယ် yeah that's it bye love you